ကဘာပလားမြင်မှုတဲ့တိုင်းပြည်ကစားသမားကိုကဘာပလားသွားပြလိုက်တဲ့အော်တာမန်ဒီအားလုံးမင်္ဂလာပါ WBA ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်အော်တာမန်ဒီကတော့တကယ်ကိုယူကြော်ကြော်တွင်းမျိုးတွေနဲ့92မြကြောင်သွားသလားမသိပါဘူးကဘာပလားအများဆုံးရထားနိုင်ခဲ့တဲ့ဘရာဇီးနိုင်ငံကစားသမားတဦးကိုကဘာပလားသွားပြလိုက်တာပါသူတွေးထဲမှာ finisher ကဘာပလားမမြင်ဘူးလို့ထင်သွားကြလားဆိုတာပေါ့တကယ်တော့ finisher အနေနဲ့ကဘာပလားကိုသူကိုယ်တိုင်မရဘူးရင်တော့သူကိုစားပြတဲ့နိုင်ငံကကဘာပလားအများဆုံးရထားခဲ့တဲ့နိုင်ငံဖြစ်နေလို့ကဘာပလားနဲ့ပတ်သက်ပြီးဘာကြောင့်နဲ့မှအားငယ်စရာမရှိပါဘူးဒါကြောင့် finisher ကိုအင်ဂျီလန်ပြလိုက်ပြီးကဘာပလားပြလိုက်တာကတကယ်ကိုအံ့အားသင့်စရာပါနောက်တစ်ချက်ကအော်တာမန်ဒီကဘာပလားရခဲ့တာကလေသူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပဲအသင်းကောင်းဆောင်မက်ဆီရဲ့ကောင်းမှုကြောင့်ဒီပလားရခဲ့တာပါဒါတော့ဘရာဇီးနိုင်ငံသား finisher ကိုသွားကြွေတာကတော့တစ်ဖက်က finisher ကချန်ပီယံလိဖလားကိုလုံးမမြင်ဘူးတဲ့အော်တာမန်ဒီကိုချန်ပီယံလိနှလုံးပြလိုက်ရင်ယူတော်ခါသွားအောင်မလားမသိပါဘူး finisher ကချန်ပီယံလိတွေမဟုတ်ပါဘူးဥရောပစူပါဖလားကမ္ဘာကလပ်များဖလားတွေကိုရယူနိုင်ခဲ့ပြီးအော်တာမန်ဒီအနေနဲ့ finisher ကိုအချင်းအောက်မေ့နေပုံရပါတယ်ပွဲပြီးဆုံးသွားချိန်မှာအော်တာမန်ဒီတယောက် finisher ကိုလှုပ်လိုက်တဲ့အပြုတ်မှုကသူ့ဘာသာသူတွေးကြည့်ရင်ဘယ်လောက်ထိရှုပ်ဖို့ကောင်းတယ်လဲဆိုတော့သူမြင်တွေ့သွားမှာပါအော်တာမန်ဒီကတော့ပရီးမီးယားလိစူပါလားတွေယူရိုပါလိစူပါလားတွေရယူထားနိုင်ခဲ့ပြီမဲ့လေချန်ပီယံလိစူပါလားတော့မရခဲ့ပါဘူးအားကစားအကြောင်းအရာတွေကိုပရိသတ်တွေစိတ်ကြတက်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါဦး